ရေသက်ကိုတန်ဖိုးထားပါဝေကျွေးကိုကြည်အောင်ဆက်ပါတနေ့ကျရင်ငါတို့ကိုယ်တိုင်ရောငါတို့ချစ်တဲ့သူတွေရောအားလုံးဟာပျောက်ကွယ်သွားကြလိမ့်မယ်နေခဲ့တဲ့အိမ်တွေသွားနေကြလမ်းတွေထိုင်နေကြဆိုင်လေးတွေငါတို့တွေရှိခဲ့မှုတဲ့နေရာတိုင်းမှာငါတို့မရှိခဲ့သလိုဖြစ်သွားလိမ့်မယ်ငါတို့နဲ့နာမည်တူတွေထက်ချီလာနိုင်ပေမဲ့ငါတို့ကိုတတိယတန်တာနေမဲ့သူတွေငါတို့ရဲ့ပျော်ရွှင်တရားတွေဝမ်းနည်းတရားတွေကိုပြောနေကြမဲ့သူတွေလည်းမရှိနိုင်တော့ဘူးဒါလည်းမလွန်ဆန်နိုင်တဲ့သဘာဝပဲလေလက်မခံခြင်းပေမဲ့လက်ခံရမယ့်သင်္ခါရတရားကြီးပဲဒါကြောင့်တနေ့ကျရင်ခွဲခွာရမှတည်ရတဲ့ချေရတဲ့သူတွေကိုဂယုမဆိုင်ပဲမနေကြနဲ့မာနဤတက်ပြီးတယောက်နဲ့တယောက်အပြိုင်ဆိုင်နေဖြစ်နေကြမယ်ဆိုဘလောက်တောင်ပူလောင်ပြီးစိတ်ပင်ပန်းရလဲဒီတော့ကိုချစ်ခင်ရတဲ့သူတွေတန်ဖိုးထားရမယ့်သူတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်ကျင်နာမှုတွေကိုပြသရမယ်ကောင်းမွန်တဲ့အမတ်တရားတွေဖန်တီးကြမယ်အတူတူခီးသွားမယ်အတူတူထမင်းလက်ဆောင်စားကြမယ်နေ့ရက်တရက်ချင်းစီတိုင်းကိုမိသားစုနဲ့အတူအကောင်းမြင်စိတ်တွေနဲ့ပျော်ရွှင်သွားဖြတ်သန်းမယ်ဘဝတစ်ခွေမှာခဏလာတွေ့ဆုံနေရတာဖြစ်လို့တတ်နိုင်သလောက်မေတ္တာတွေနဲ့ပဲတုံ့ပြန်ဖို့ကြိုးစားမယ်ရေသန့်ရှိသလောက်သာတွေ့ဆုံကြရတာဖြစ်လို့ဘာပဲဖြစ်ဖြစ်တန်ဖိုးထားပါဝေကျွေးရှိသလောက်တွေ့ဆုံခဲ့ရရင်လေအဲ့ဒီအကျွေးတွေကိုကြည်အောင်ဆက်ခဲ့ပါလောကကြီးမှာဘယ်အရာမှကြာရှည်မတည်မဲပါဘူးဒါကိုအလေးနက်နားလည်လာတဲ့အခါမင်းရဲ့စိတ်တရားအလွန်ပေါ်ပါလာလိမ့်မယ်ဘဝမှာစိတ်အေးချမ်းပျော်ရွှင်ခြင်းဟာဘာနဲ့မှလဲလို့မရဘူးဆိုတာကိုအသက်အရွယ်ကြီးရင်လာတဲ့အခါတဖြည်းဖြည်းနားလည်လာလိမ့်မယ်